Hello ဒီနေ့မှာ Hindi ဟိရွက်တွေမကောင်းတော့တာသုံးလို့မရတော့တာတွေကို English လို့ဘယ်လိုပြောရမလဲဆိုတာကိုပြောပြပေးချင်ပါတယ် Are you ready? Let's commence ပထမဦးဆုံးအနေနဲ့ဒီခရင်ကျင်သီးကပုတ်တူသွားတယ်ပုတ်တူသွားတာကို English လို့ဘယ်လိုပြောရမလဲ This tomato is rotten This tomato is rotten rotten ဆိုတာကြတော့ပုတ်တူသွားတာကိုပြောချင်တာအာလူအမြင့်ထွက်နေတာကကြတော့ရောThis potato is sprouted. This potato is sprouted. Sprouted ဆိုတာကြတော့အမြင့်ထွက်နေတာကိုပြောချင်တာငါပြောသည်အမှဲ့လွန်နေတာကိုကြတော့ရော This banana is overripe. This banana is overripe. Overripe ဆိုတာကြတော့အမှဲ့လွန်နေတာကိုပြောချင်တာပါနောက်ဆုံးအနေနဲ့ Hindi ဟိရွက်တွေညှိုးနှွမ်းသွားတာကိုဘယ်လိုပြောရမလဲ These vegetables are wilted. These vegetables are wilted. Wilted ဆိုတာကြတော့ညှိုးနှွမ်းသွားတာကိုပြောချင်တာကဲအဲ့ဒါဆိုလို့ရှင်နောက်တစ်ခေါက်ပြန်ပြီးတော့ပြောကြည့်ကြစို့ခင်းချင်သည်အမဲ့လွန်နေတာကို This tomato is rotten အာလူအမြင့်ထွက်နေတာကို This potato is sprouted ငါပြောသည်အမဲ့လွန်နေတာကို This banana is overripe Hindi ဟိရွက်တွေညှိုးနှွမ်းသွားတာကို These vegetables are wilted ကဲဒါဆိုလို့ရှိရင် Hindi ဟိရွက်တွေမကောင်းတော့တာသုံးလို့မရတော့တာတွေကို English လို့ဘယ်လိုပြောရမလဲဆိုတာကိုနားလည်ပြီးလို့ယူဆပါတယ် Bye bye catch you in my next video